မင်္ဂလာပါရှင်ဒီနေ့အမှချက်စားတဲ့တက်ဒီဆက်ကြော်လေးရယ်စက်သားနဲ့အာလူအချွတ်ချစ်ကလေးရယ်ပြီးလို့ရှိရင်ချင်စော်ခါးသီးအရေးတောက်ဟင်းချိုရည်ထုတ်ကလေးချက်စားဖြစ်တာကိုမျှဝေပေးပါမယ်အခုအရင်ဆုံးတက်ဒီအဆက်ကြော်လေးကိုတင်ဆက်ပေးပါမယ်ဒဲဥပူဒဲကိုမြေပဲစီလေးနည်းနည်းထည့်လိုက်ပါတယ်ပြီးလို့ရှိရင်အသစ်လုပ်ထားတဲ့ကြက်တော်အဖြူအနီးမြေသီးစိမ်းထည့်ပြီးလို့ရှိရင်စီပတ်ပေးပါလို့ရှင်ချက်တော့ငရုတ်သီးလေးစီတက်ပြီးလို့ရှိရင်တော့အဆက်ကကဲလေးစားချင်လို့ကျွန်မကငရုတ်သီးရောင်မြမုတ်နည်းနည်းပါထည့်လိုက်ပါတယ်ခုလိုချက်တော့ငရုတ်သီးကြော်ထားတာလေးတွေမွေးလာပြီဆိုလို့ရှိရင်တော့အသက်လိဖြတ်ပြီးရေးစိတ်ထားတဲ့ပဲတီလေးတွေကိုထပ်ပေးလိုက်ပါတယ်ရှင်ပြီးလို့ရှိရင်စားနည်းနည်းချုံမုတ်နည်းနည်းငန်းပြရည်နည်းနည်းကိုပါထည့်ပြီးတော့ကြော်ပေးပါမယ်ရှင်တော်ဒီတဲ့ကိုအရသာလေးတွေဝင်သွားတဲ့ဒီသေးချာကြော်ပေးပါမယ်အဖုံးလေးခဏအုပ်ပြီးလို့ရှိရင်လက်ထားပေးလိုက်တယ်ပြီးတော့မှထပ်ပြီးတော့ပြင်လိုက်တဲ့အခါမှာတော့နည်းနည်းလေးမွေးချင်ပြီးတော့အလက်ပါရှိတဲ့တော်ဒီအဆက်ကြော်လေးတစ်ခုကိုရပါပြီရှင်ခုဆိုရင်ပဲဒီအဆက်ကြော်လေးတစ်ခွက်ကစက်သစ်ဖြစ်သွားပါပြီရှင်ဆက်လက်ပြီးတော့စက်သားနဲ့အာလူအချို့ချစ်ကလေးကိုမျှဝေပေးပါမယ်စက်သားထဲကိုစားနည်းနည်းထည့်ပေးပါမယ်ပြီးရင်ချုံမုတ်နည်းနည်းထည့်လိုက်ပါတယ်တကြားလေးကပါသမင်းစားစောတဝဲလောက်ထည့်ပြီးတော့ငန်းပြရည်သမင်းစားစောတစ်စောစာကိုထည့်ပေးပါမယ်ရှင်ငန်းပြရည်ကြီးတစ်စောလောက်ထည့်ပြီးလို့ရှိရင်စက်သားထဲကိုရတာလေးတွေဝင်အောင်တေချာနှက်ပေးပါမယ်ပြီးလို့ရှိရင်ပန်းငယ်ပြည့်ရချိုရည်ကြာညွတ်လက်ဖေးစောနဲ့စောစာလောက်ထပ်ပြီးတော့မွေးပေးပါမယ်ရှင်ရတာလေးတွေစက်သားထဲကိုဝင်သွားတဲ့အထိတေချာနှက်ပေးပါမယ်ပြီးလို့ရှိရင်ဒဲဥဖူထဲကိုစီလေးနည်းနည်းထပ်လိုက်ပါတယ်စီထပ်ပြီးလို့ရှိရင်ပြတ်ထောင်းထားတဲ့ကြက်တော့ချီအနီးချင်းပြတ်ထောင်းထားတာကိုထပ်ပြီးတော့စီထပ်ပေးပါမယ်ရှင်ဒီလိုရှိရင်ပလိထားတဲ့ဂျင်းလေးတွေကိုနည်းနည်းထပ်တက်ပေးပါမယ်ခုလိုမျိုးဂျင်းကြက်တော်လေးတွေအနက်မူးလာတဲ့အထိစစ်တက်ပြီးလို့ရှိရင်တော့နေထားတဲ့ကြက်သားကိုထပ်ပေးလိုက်ပါမယ်ဂျင်းကြက်တော်ကြော်ထားတာနဲ့ကြက်သားကိုတေးချာနားအောင်လုပ်ပြီးတော့မှုပေးပါမယ်စက်သားနဲ့စက်တော်နဲ့လေးတွေကိုတေချာလုံးတဲ့အထိ5မိနစ်လောက်နေပေးပါမယ်စက်သားလေးတွေကိုတင်းပြီးတော့6လတဲ့အထိခဏလေးမှုပေးပြီးလို့ရှိရင်တော့ခရုစီသမင်းစားစောတစ်စောစာကိုထပ်ပြီးတော့ထပ်ပေးပါမယ်ရှင်ဒီလိုရှိရင်ပန်းငန်းပြည့်ရဲ့အကြည့်ကိုသမင်းစားစောတစ်စောစာလောက်ထပ်ပြီးတော့ထပ်ပေးပါမယ်ရှင်စက်သားလေးကိုအရသာဝင်ပြီးတော့သားလေးတွေတင်းလာတဲ့အထိကြော်ပေးပါမယ်ရှင်ခုဆိုရင်စက်သားလေးတွေတင်းပြီးတော့အင်းထဲကိုလည်းအရသာလေးတွေဝင်သွားပြီဆိုတော့
ရေနည်းနည်းထပ်ပြီးလိုက်ပါမယ်ရှင်ပြီးလို့ရှိရင်အဖုံးလေးအုပ်ပြီးတော့ဆက်ပြီးတော့ချစ်ပေးပါမယ်10မိနစ်လောက်နေလို့ရှိရင်တော့အသက်ပြင်ထားတဲ့အာလူတုပ်လေးတွေကိုထပ်ပေးလိုက်ပါမယ်ရှင်ပြီးလို့ရှိရင်အပေါ်အောင်နှံ့အောင်မွေပေးပြီးတော့အဖုံးလေးအုပ်ပြီးတော့ဆက်ပြီးတော့ချစ်ပေးပါမယ်ရှင်အာလူထပ်ပြီး9မိနစ်လောက်ကြာတဲ့အချိန်မှာတော့စက်သားလည်းကျသွားပြီးအာလူလည်းကျပြီဆိုတော့စက်သားနဲ့အာလူအချိုချစ်ဟဲလေးတစ်ခွက်ကိုရသွားပါပြီရှင်အခုဆိုရင်စက်သားအာလူအချိုချစ်ဟင်းလေးတစ်ခွက်ဆက်သက်ဖြစ်ပါပြီရှင်ဆက်လက်ပြီးတော့ချင်စော်ခါးသီးအရေတောက်ဟင်းလေးတစ်ခွက်ချက်ပါမယ်ချင်စော်ခါးသီးအရေတောက်ဖို့အတွက်ရင်းနှီးပွက်ဆိုတာကိုကြိုထားတဲ့အထက်ကိုအသစ်ပြင်ထားတဲ့ချင်စော်ခါးသီး6နဲ့ကျက်တော်ငရုတ်သီးready made 6ထုပ်ကိုထပ်ပြီးတော့ရင်းနှီးပွက်ဆိုတဲ့အထက်ထပ်ပြီးတော့ကြိုပေးလိုက်ပါတယ်ပြီးလို့ရှိရင်စားအချိုမုံငရုတ်ကောင်းမုံလေးနည်းနည်းကိုပါထပ်ပေးလိုက်ပါတယ်ရှင်အခုဆိုရင်ချင်စော်ခါးသီးအရေတောက်ဟင်းလေးကလည်း ready made မို့လို့ခဏလေးနဲ့ချစ်ပြီးတော့ဟင်းချိုရည်လေးတစ်ခွက်ရသွားပါပြီရှင်အခုဆိုရင်ချင်စော်ခါးသီးအရေတောက်ဟင်းလေးလည်းစက်သက်ဖြစ်ပြီမို့ဒီနေ့တွက်ဖက်စားမယ်ဟင်းတဲ့လေးကစက်သက်ဖြစ်သွားပါပြီရှင်စက်သားအာလူချိုချစ်ကလေးရဲ့ဖက်တီဆက်ကြော်ရဲ့ချင်စော်ခါးသီးအရေတောက်ကလေးရဲ့ကိုတွက်ဖက်ပြီးစားပါမယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင် like and subscribe လေးလုပ်ခဲ့ပေးပါဦးနော်